မှာ section ဖြတ်တာ section ဖြတ်တာပြောပြမယ်တော့ file က import ထဲကအမ import နဲ့တွားလိုက်မယ်ဘယ်ကိုဘာကိုပဲအမပြန်ယူမလဲဆိုတော့3D2အမဟိုအောင် Xperia ပြရင်အိမ်ကိုအမပြန်လုပ်လိုက်ဒီနေရာမှာဘယ်လိုမှဆွဲလိုက်နော်အမျိုးပုံတွေက AutoCAD ပုံဒီထဲထည့်ပြီးတော့မဲလာလို့ဒီလားဒီပုံအဲ့ကြရင်အမတို့က setting ကိုအများကြီးချိန်ပေးရမလို့အရင်ဆုံးအကျန်းနဲ့ပြမယ်ဆိုရင်ခုမှ setting လေးကိုတွားအဲ့မှာအမတို့ဒီမှာ view လေးယူရယ်အောက်ဆုံးကဒီမှာ assign runner မှာ assign runner ယူရယ်ဒါရီတော့ပြင်ကြမလို့အမတို့ runner မချဘူးနော် runner မချဘူးဆိုရင်ဒီလောက်ဆိုရပြီအမပြီး material ကိုဒီ material ယူရယ်ဒီမဲတွေကကိုအမအဖြူအောင်ကတ်လိုက်တာပဲနော်အမဒါကိုအကုန်လုံးအုပ်တယ်အမအဖြူအောင်ကတ်အဲ့မှာ 3D map မှာ section ဖြတ်တာလိုလားဆိုတော့ဝင်တော့သုံးအမတော့မဖြစ်ဘူးနော်ဒီလိုဆက်လက်မှတ်တယ်နော်ကို section ဖြတ်ခြင်းနဲ့အရာဒီလေးအစားဦးဆိုဒီအစားဦးကိုဆက်လက်မှတ်စားဦးဆက်လက်မှတ်နော်စားဦးဆက်လက်မှတ်ပြီး modify ရနေပြီးတော့အဲ့မှာ modifier list ထဲမှာ slide SLR slide ဆိုတာရှိဒီ slide ဆိုတာကိုဝင်လိုက်တာနဲ့ဒီမှာနော်ဒါဒီ slide လုံးမယ်လမ်းကြောင်းဒီလမ်းကြောင်းပြလိုက်တော့ဒါလည်းပြလိုက်တော့မ slide လုံးမှာဒီ over ရနော်ဒီဘက်မှာဆိုလေဒီမှာ line ဒီ line ဒီ line ဒီမှာဆိုရင်ဒီမှာ plan မှာဆိုရင်ဒီ slide လုပ်တဲ့ဒီမှာဆက်လက်မှတ်လိုက်တဲ့ဟာအမဒီ object ကိုဆက်လက်မှတ်ရသူ slide လုပ်လို့အဆင်ပြေတဲ့အတိုင်းတောင်သူကဒီ auto ဒီပေါင်းပြီးပေးလိုက်အဲ့မှာ h နဲ့ y နဲ့ z နဲ့တခုချင်းစီပဲတွားလို့ရတယ်အဲ့မှာ remove post-it အမ remove post-it ဆိုရင်အပေါ်ပိုင်း remove negative ဆိုရင်အောက်ပိုင်းဟုတ်ကဲ့နော်ဒီမှာဒါကိုကိုစမ်းကြည့်ကြည့်တာအဲ့တော့အမ z ကိုတွားတာနော် z ဆိုတာကဒီလိုအပေါ်အောက်တွားတယ်အဲ့မှာမှထားလိုက်ပါတော့အမကအပေါ်ပိုင်းကိုဖြတ်လိုက်တယ်အပေါ်ပိုင်းဖြတ်တာတော့ဟုတ်တယ်သမီးကဒီနားလောက်ကိုဖြတ်ချင်သူကဒီနေရာကိုသွားဖြတ်ထားတယ်ဆိုအဲ့ slide ရဲ့ property ကဒီ slide ရဲ့ဒီဟာလေးရဲ့အောက်မှာ slide plane ဆိုတာရှိအဲ့ဒါကိုကန်လိုက်ဒါအလုပ်လုပ်ကိုဘယ်လောက်ဖြတ်ချင်ဒါကိုဖြတ်ချင်တဲ့အမျိုးသား AutoCAD မှန်ဆွဲထားအကုန်မှန်ဒါအကုန်ပါလိမ့်ဟုတ်ကဲ့နော်အဲ့တော့ဒီလိုဖြတ်တာဟုတ်ပြီဒါ x z ပြီးသွားပြီနော်တစ်ခုချင်းစီပဲဖြစ်အမ z ကိုခဏပိတ်ပြီး z ကိုပိတ်လိုက် auto ပြန်လာရနော်အမ y ကိုခဏသွား y ဆိုရင်ဒီဘက် over ဒီဘက်ဖြတ် over ဒီဘက်ဖြတ်အဲ့တော့ကိုက y အတိုင်းဖြတ်မယ်ဆိုရင်ဒီမှာ remove post-it ဆိုရင်ကိုဘက်ကိုသွားတယ် remove negative ဆိုရင်ဒီဘက်ကိုသွားတယ်အဲ့မှာမှကိုကဘယ်နာထိဖြတ်ချင်တယ်ကိုဖြတ်ချင်တဲ့အတိုင်းတောင်ဒီလိုလုပ်နေတာနော်အမ y ကိုဖြုတ်ပြီးတော့ h ကိုသွားမယ်ဆိုရင်ဒီဘက်ဟုတ်ပြီနော်ဒီဘက်အဲ့မှာလေ remove post-it remove negative ပြီးသွားရင်ဒီအတိုင်းဒါslide ချက်တာနော် section ဖြတ်ပေးပါဆိုအမတို့ကအခီဆိုရင် save လို့အများကြီးဖြတ်ပြစရာမလိုဘူးဒီလိုဟာတိုင်းလေးပဲဖြတ်ပြီးတော့မှသူ့ရဲ့ပုံအတိုင်းကို PDF ထုတ်ပြီးပို့ပေးလိုက်လို့ရတယ်နော်